ရီနာလည်းသူတို့စီရောက်လာတဲ့မိုင်းကိုဘယ်လိုရောက်လာလဲဆိုပြီးမေးနေခဲ့ပါတယ်။မိုင်းကတော့ရီနာနဲ့အာဂျီဆိုင်တို့နှစ်ယောက်ရုတ်တရက်ကြီးခီးထွက်သွားတဲ့ကြားတာနဲ့သူလည်းလာကျွင်းတာဆိုပြီးပြောပါတယ်။အာဂျီဆိုင်လည်းကြောက်မိပြီးခဲ့တဲ့ကအခုမှပြန်တွေ့တာဆိုတော့အဆင်ပြေရလားဆိုပြီးလောကပြူလိုက်ပါတယ်။အာဂျီဆိုင်ကလည်းအထွေအထူးမရှိဘူးဆိုပြီးဖြေတာနဲ့မိုင်းကခုနကအမဆိုပြီးခလေးလုံးနေတဲ့ပုံစံကဘာလဲဆိုပြီးမေးလိုက်ပါတယ်။အာဂျီဆိုင်လည်းဘာပြန်ဖြေရမယ်မသိဖြစ်သွားတာနဲ့ရီနာကနေပဲအာဂျီဆိုင်ကဒီကိုခဏခဏအလဲလာဘူးလေဆိုပြီးစကားလမ်းကြောင်းလှည့်ပြလိုက်ပါတယ်။ဒါနဲ့မိုင်းလည်းဒီလိုဆိုရင်အနီးနားကနေရာတွေကိုလိုက်ပြအောင်ဆိုပြီး၃ယောက်တူထွက်လာခဲ့ကြပါတယ်။လက်တစ်ချောက်မှာတော့အာဂျီဆိုင်ကသူ့မောင်လေးမွေးတုန်းကသူ့အမေကသူ့ကိုတိတ်ကြီးမဆိုင်နိုင်တာနဲ့ဒီမှာနေတဲ့ဆွေမျိုးတွေစီခဏပို့ထားဘူးတဲ့အကြောင်းပြပြပါတယ်။နောက်တော့ငငယ်ကသူရသမျှမဟုတ်ဘူးကုန်ခဲ့တဲ့မုတ်ဆိုင်အဟောင်းစီကိုမိုင်းတို့နှစ်ယောက်ခေါ်သွားပါတယ်။ရီနာလည်းသူတစ်ခါမှမမြင်ဘူးတဲ့အရာတစ်ခုကိုမြင်လိုက်ရတော့မှတ်တမ်းတင်နေတာနဲ့ဓာတ်ပုံတွေဆွဲရိုက်နေပါတယ်။ရီနာတော့ဒီလိုဆိုရင်တထေးသမီးဖြစ်တဲ့မိုင်းကတော့ဒီလိုနေရာတွေရောက်မှမဟုတ်ဘူးဆိုပြီးမိုင်းကိုမေးလိုက်ပါတယ်။ဒါပေမဲ့မိုင်းကသူ့စီမှာကိုတိုလို့ခေါ်တဲ့တငယ်ချင်းတယောက်ရှိနေရမေးသွားပြီလားဆိုပြီးပတ်စံမကုန်တဲ့ကစားနည်းတွေအကြောင်းသူ့အကုန်သိရလို့ပြောလိုက်ပါတယ်။နောက်ပြီးရန်တရတဲ့နဲ့မုတ်ကိုဘယ်လိုတန်အောင်ဝဲရမလဲဆိုတာကိုလည်းကိုတိုကသင်ပေးခဲ့သေးတယ်လို့ပြောပါတယ်။ဒါကိုကြတော့အာဂျီဆိုင်လည်းတော်လိုက်တာဆိုပြီးဒီလိုဆိုဘသူကအတက်ဆုံးမုတ်တွေယူနိုင်မလဲဆိုတာပြကြည့်ကြရအောင်လို့ပြောလိုက်ပါတယ်။မိုင်းကလည်းလှုပ်ကြတာပေါ့ဆိုပြီးဒိုင်လူကြီးနေရာမှာတော့ရီနာကိုပဲထုံးစံတိုင်းထားလိုက်ကြပါတယ်။ရီနာလည်းဆိုင်ထဲမှာတော့မုတ်တွေစုံရှိနေရတဲ့ဘလူမုံမျိုးကိုမိုင်းကျက်တယ်လေဆိုပြီးဆက်စုနေခဲ့ပါတယ်။မိုင်းကတော့ပုံမှန်ဆိုသူများတွေလာပွေတဲ့မုတ်ကိုပဲစားလို့ရှိတော့မို့ကိုဘာသာကိုဝယ်မစားကြည့်ဘူးဆိုပြီးပြန်ဖြေပါတယ်။ဒါပေမဲ့တကယ်လည်းရွေးလိုက်တဲ့အချိန်မှာတော့နှစ်ယောက်စလုံးကတူညီတဲ့ item တွေကိုပဲရွေးထားကြပါတယ်။ဒီလိုနဲ့ပြိုင်ပွဲကတရေဖြစ်သွားတာမို့အာဂျီဆိုင်လည်းဒီတစ်ခေါက်တော့မိုက်ကိုနိုင်ပြီးထင်ထားတာဆိုပြီးအားမလို့အားမရဖြစ်သွားပါတယ်။ဒါကိုကြတော့ရီနာလည်းအာဂျီဆိုင်စီမှာဒီလိုအနိုင်လို့စိတ်မရှိဘူးထင်တာလားလို့ပြောတာနဲ့အာဂျီဆိုင်လည်းသူလည်းလူပဲစိတ်တို့တည်းလို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအာဂျီဆိုင်ကိုမှတ်မိနေတဲ့ဦးလေးကြီးတယောက်ကလာနှုတ်ဆက်တာနဲ့အဲ့ဒီဦးလေးရဲ့တပုတ်ဆိုင်ကိုလိုက်သွားကြပါတယ်။ဆိုင်ထဲမှာအာဂျီဆိုင်9နှစ်သမီးအရွယ်လောက်တော့ကဂျိုင်ထားတဲ့ပုံအခုထိရှိနေသေးတာမို့ရီနာလည်းအဲ့ဒါကိုမြင်ပြီးအသေးရနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီဦးလေးကသူတို့ကိုတက်ဝက်ရိုက်မလားမေးရနဲ့၃ယောက်သာတက်ကြွသွားပါတယ်။ဒါပေမဲ့၃ယောက်တူတူရိုက်မယ်ဆိုရင်ရီနာအတွက်ဒီတက်ပုံကတော်တော်ကြီးတန်သွားမှာမို့သူဝင်မရိုက်ပဲနေလိုက်ပါတယ်။ဒါနဲ့ပဲမိုင်းတို့နှစ်ယောက်သာရိုက်လိုက်ကြပြီးရိုက်နေတော့မှအာဂျီဆိုင်ကသူဒီနေရာမှာငိုခဲ့ဘူးလေဆိုပြီးပြပါတယ်။အကြောင်းကတော့ဒီမျိုးမှာကျင်းပတဲ့ပွဲတော်ရက်မှာမိသားစုတက်ဝက်ရိုက်မယ်လို့စီစဉ်ထားပေမဲ့အငယ်နှစ်ယောက်ကရုတ်တရက်ကြီးမှပဲနေမကောင်းဖြစ်ကြပါတယ်။ဒါနဲ့အာဂျီဆိုင်တယောက်တည်းပဲဓာတ်ပုံသွားရိုက်လိုက်ရတာမို့ဦးလေးကပဲသူ့ကိုလှပတဲ့ပုံတစ်ပုံထွက်လာအောင်အားပေးတဲ့စကားပြောခဲ့တာဆိုပြီးပြပါတယ်။တက်တဲ့စဆိုင်ဒီနေ့ကသူတို့ရောက်နေတဲ့မျိုးရဲ့ပွဲတော်ရက်ဖြစ်နေခဲ့ပါတယ်။ပွဲကိုသွားဖို့အတွက်မိုင်းကဟိုတယ်ကနေတဆင်သူတို့ဝက်ပေါ်ရိုးရအင်ဂျီတွေအများကြီးကိုတဲခိုခန့်စီပို့ခိုင်းထားခဲ့ပါတယ်။ရီနာလည်းဝစ်စုံအများကြီးတွေကနေသူနဲ့လိုက်မဲ့ဝစ်စုံကိုရွေးနေတော့မှာပဲဝစ်စုံတွေကြားထဲမှာရှိနေတဲ့ဟန်နာတိုရီကိုတွေ့ပြီးလန့်သွားပါတယ်။ဟန်နာတိုရီကတော့မိုင်းရဲ့ဘော်ဒီကလည်းဖြစ်သလိုမိုင်းနဲ့ကိုတိုရိုနှစ်ယောက်ကိုရှစ်နေတဲ့ဖန်ကြီးစားလည်းဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့မိုင်းကအခုလိုလိုက်ကပ်နေရတဲ့ရီနာကိုကြည့်မရဖြစ်နေတာနဲ့ပဲမျက်နှာကလည်းမကုန်းနေပါတော့တယ်။ဒီလိုနဲ့ခဏကြာမှတော့ရီနာလေးကိုနဲ့လိုက်မဲ့ဝက်စားရောင်ကိုရွေးဝေပြီးအပြင်ဘက်မှာထွက်ဆောင်နေခဲ့ပါတယ်။အဲ့လိုကနေခဏနေတော့မိုင်းနဲ့အာဂျီဆိုင်တို့နှစ်ယောက်ထွက်လာကြပြီးရီနာကိုအရင်လှတာပဲဆိုတဲ့စကားတွေနဲ့ချီးကျူးနေခဲ့ကြပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့သူတို့၃ယောက်ပွဲစည်းရှိတဲ့ဘက်ကိုရောက်လာကြရကနေမိုင်းကဒါမျိုးကိုပထမဆုံးမြင်မှုတာမျိုးသဘောကျနေပါတယ်။သူမဘွားမှာဒီလိုပွဲတော်ရက်တွေဆိုရင်အများနဲ့နိုင်ငံခြားခရီးစဉ်တွေကြီးထွားနေရတဲ့အကြောင်းလည်းရီနာတို့ကိုပြပြပါတယ်။ဒါနဲ့ရီနာလည်းဒီလိုဆိုဒီပွဲတော်တွေမှာဘယ်လိုဖြတ်သန်းရမလဲဆိုတာသူသိပေးမယ်ဆိုပြီးမိုင်းရဲ့လက်ကိုဆွဲကိုင်လိုက်ပါတယ်။သူမစိတ်ထဲမှာလည်းဒါကတစ်ချိန်တုန်းကသူမအိမ်မက်မှတ်ခဲ့ရတဲ့ပေါင်းသင်းဆက်ဆံရေးပုံစံပဲမို့အပျော်ကြီးပျော်နေပါတော့တယ်။အဲ့လိုကနေမိုင်းတို့နှစ်ယောက်လည်းသူတို့စားကျင်တဲ့မုတ်ဝဲမယ်ဆိုပြီးလူစုခွဲလိုက်ကြတာနဲ့သူမတယောက်တည်းပြန်ဖြစ်သွားပါတယ်။ခဏနေတော့မိုင်းကသူမစားကျင်တဲ့အာတာပူစီကိုဝဲပြီးတနေရာမှာရက်ဆောက်နေတော့အာဂျီဆိုင်ရောက်လာပါတယ်။အာဂျီဆိုင်ကတော့ပွဲတော်ကအရန်လူစီတာမို့နောက်နေ့တွေကြရင်ကိုတိုရောဂဟိုကိုပါခေါ်ရမယ်ဆိုပြီးပြောနေခဲ့ပါတယ်။မိုင်းကတော့အိမ်ကထွက်ပြေးလာတဲ့အာဂျီဆိုင်ကိုပဲအဆင်ပြေလားဆိုပြီးမေးတာနဲ့အာဂျီဆိုင်လည်းသူ့မှာရီနာရှိနေလို့အဆင်ပြေတယ်ဆိုပြီးပြန်ပြေးလိုက်ပါတယ်။ဒါကိုကြတော့မိုင်းလည်းရီနာကတကယ်ထူးဆန်းတဲ့ကောင်မလေးပဲဆိုပြီးသူ့ဘကိုလည်းအချင်းချင်းကတင်ပေးခဲ့တဲ့အကြောင်းပြပါတယ်။ဒါနဲ့အာဂျီဆိုင်လည်းရီနာဘာလို့သူ့ဘောအဲ့လောက်ကောင်းပေးနေရလဲမသိဘူးဆိုပြီးပြောတော့မိုင်းကနင်းကိုချစ်နေလို့နေပါဆိုပြီးပြန်ပြေးလိုက်ပါတယ်။ဒါကိုကြတော့အာဂျီဆိုင်တယောက်ရှက်ပြီးပါရီနေရလာတာမို့မိုင်းကသူမရီနာကိုချစ်သူတယောက်လို့ချစ်တဲ့အကြောင်းပြလိုက်ပါတယ်။အာဂျီဆိုင်လည်းဒါကိုကြတော့ပြန်တည်ငြိမ်သွားပြီးရီနာဘက်ကရောဘယ်လိုရှိလဲလို့မေးလိုက်ပါတယ်။ဒါနဲ့မိုင်းလည်းအခုထက်ကြည့်တော့သူမဘက်ကဖွင့်ပြောထားတဲ့အဆင့်ပဲရှိသေးတာဆိုပြီးအကြောင်းမပြန်သေးတဲ့အကြောင်းမှပြလိုက်ပါတယ်။အာဂျီဆိုင်လည်းသူ့ကိုဘာလို့ဒါတွေလာပြနေရလဲဆိုပြီးပြန်မေးလိုက်ပါတယ်။ဒါနဲ့မိုင်းလည်းအာဂျီဆိုင်စီမှာရီနာပေါ်သူခံစားနေရသလိုမျိုးခံစားချက်ရှိနေရမလားဆိုပြီးဒေဝေမေးလိုက်ပါတယ်။အာဂျီဆိုင်လည်းရုတ်တရက်တော့ဘာပြန်ပြောရမလဲမသိပဲတုံဆိုင်သွားပေမဲ့
ချက်ချင်းမှာပဲသူကရီနာနဲ့မိုင်ပြောနေကျင်းနေပါလို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမီရှူမီဘက်တွေဖောက်လာတာမို့သူတို့စကားလည်းပြတ်တောက်သွားသလိုရီနာလည်းသူတို့ရှိတဲ့နေရာကိုရောက်လာပါတယ်။ညဘက်မှာတော့အိတ်ခန်ကြီးထီတောင်ပွဲတော်ကအဖြစ်အပျက်တွေကိုပြောရင်သဘောကျနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲရီနာကကျေးဇူးတင်တယ်ဆိုတဲ့စကားကိုပြုံးစားကြည့်ပြောလိုက်တာမို့မိုင်လည်းဘာအတွက်လဲဆိုပြီးကြောင်သွားပါတယ်။ရီနာကတော့သူဒီနေ့အရင်ပြောခဲ့ရတာမို့ရှေ့လျှောက်လဲသူတို့300ဒီလိုပြောရရင်ကောင်းပါပဲဆိုပြီးပြောလိုက်ပါတယ်။ဒါနဲ့မိုင်လည်းပြောရမှာပေါ့ဆိုပြီးတေးရင်တော့အတူတူတေးကြမယ်လို့ပြောနေတော့အာဂျီဆိုင်ကတော့သူသွားတော့မယ်ဆိုပြီးထွက်သွားပါတယ်။ရီနာလည်းအာဂျီဆိုင်ရဲ့ပုံစံကပုံမှန်မဟုတ်နေရနဲ့သူမရှိတော့ဘာဖြစ်ခဲ့ကြတာလဲဆိုပြီးမိုင်ကိုမေးကြည့်ပေမဲ့မိုင်ကတော့လှုပ်ဝက်ချက်ဆိုပြီးပြန်ပြောပါတယ်။ဒီလိုနဲ့သူနဲ့မိုင်ရေးစိမ့်ပြီးအခန်းထဲပြန်ရောက်လာတဲ့အချိန်မှာတော့အာဂျီဆိုင်ကမီးပိတ်ပြီးအိပ်ပျော်နေပြီပဲဖြစ်ပါတယ်။ရီနာကတော့သူတို့မနဲ့ကြရင်ပြန်တော့မှာမို့ရင်ထဲမှာလွမ်းနာလို့ဆွဲရလို့ဖြစ်နေပါတယ်။မနေ့ရောက်တော့မိုင်ကအလုပ်ကိစ္စရှိလို့ဆိုပြီးသူတို့ထက်အရင်စောပြမှာမို့ရီနာကို morning kiss လေးပေးပြအောင်ပေးသွားခဲ့ပါတယ်။နေ့လည်ခင်းမှာတော့ရီနာနဲ့အာဂျီဆိုင်တို့နှစ်ယောက်ကယထာနဲ့ပြန်ကြမှာမို့ယထာအလာကိုဘူတာမှာထိုင်ဆောင်နေကြပါတယ်။အဲ့ဒီမှာအာဂျီဆိုင်ကရီနာကိုသူပြောတယ်မပြောတယ်စဉ်းစားနေတဲ့ကိစ္စတစ်ခုရှိတယ်ဆိုပြီးပြောလာပါတယ်။ရီနာလည်းပုံမှန်ကိစ္စပဲထင်ပြီးဘာလဲဆိုတာကိုစွတ်တွေမေးနေခဲ့တာနဲ့ပဲအာဂျီဆိုင်လည်းအရေးဆုံးပြီးပြောလိုက်ပါတော့တယ်။ဒါပေမဲ့သူပြောလိုက်တဲ့အချိန်ကွက်တီမှာပဲယထာဖြတ်သွားတာမို့သူပြောလိုက်တဲ့စကားတွေကိုရီနာကမကြားသွားခဲ့ပါဘူး။ဒါနဲ့ဘာပြောလိုက်တာလဲဆိုပြီးပြန်ပြီးတော့လေအာဂျီဆိုင်ကအရေးမကြီးပါဘူးဆိုပြီးသူမရဲ့ခံစားချက်တွေကိုမျိုးသိဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်။